ကိုဖြစ်ချင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ခံယူရမယ့် mindset တစ်ခုကိုကျွန်တော်မျှဝေမယ်ကိုဖြစ်ချင်တဲ့သူဆိုတာကကိုယ့်ရဲ့စိတ်ထဲမှာရှိပြီးသားကိုကအောင်မြင်တဲ့သူကြော်ကြားတဲ့သူချမ်းသာကြွယ်ဝတဲ့သူလူတွေကလေးစားလက်ခံယုံကြည်ရတဲ့သူဖြစ်တာပါအဲ့တော့ဟုတ်ပြီကျွန်တော်ကိုဖြစ်ချင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ခံယူရမယ့် mindset တွေပါလဲဆိုတော့ငါကကိုဖြစ်ချင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်စ조사ခြင်းကလွဲလို့ကြံတာရွေးချယ်စရာမရှိတော့ဘူးလို့ခံယူရမယ့် mindset ဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးတော့မှပြောပါမယ်အဲ့တော့ငါကချမ်းသာတဲ့သူတယောက်ဖြစ်ဖို့အောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ကလွဲလို့ကြံတဲ့အရာကြံတဲ့ရွေးချယ်စရာမရှိတော့ဘူးဆိုတဲ့ခံယူချက်ဖြစ်ပါတယ်ကြံတဲ့ရွေးချယ်စရာဘာမှမရှိတော့ချမ်းသာမှုအောင်မြင်မှုကလွဲပြီးတော့မှရွေးချယ်စရာမရှိတော့ဘူးဆိုတဲ့ mindset ဖြစ်ပါတယ်အဲ့ဒီ mindset ကိုတုံးချပြီးတော့မှနေတိုင်းဘဝမှာစူးစမ်းသွားမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေကြီးပွားတိုးတက်ချမ်းသာမှုတွေရပြီးတော့မှကိုဖြစ်ချင်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်တခုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်ကိုတို့တွေးလိုက်နိုင်တဲ့အရာလေးကို comment မှာရေးလို့ရရင်ရေးပြပါအောင်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ